အားလုံးပဲမင်္ဂလာပါစစ် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ပြီးခဲ့တဲ့3ရက်ကရန်ကုန်ရွှေတယ်လီ electronics store ကနေမှာယူထားတဲ့ Oton brand speaker လေးတွေရောက်လာလို့ကျွန်တော်တောက်ထုတ်ခဲ့ပါတယ်ကျွန်တော်အဲ့ဒါလေးကိုဒီနေ့ unboxing လုပ်ပြနေတဲ့အတန်လေးတွေဆက်ပြပေးပါမယ်ခင်ဗျာကဲ unboxing လေးစလိုက်ကြအောင်နော်ဒီကောင်လေးက satellite လေးပေါ့အဲဒီကောင်ကတော့ hooper ပေါ့ဟုတ်Bluetooth receiver နဲ့3 pin ခေါင်းလေးပို့ထည့်ပေးထားတယ်ဒီကောင်ကတော့ Bluetooth receiver နဲ့ပေါင်းနဲ့ချိတ်ပေးမယ်ကျိုးလေးပါဒီကောင်ကတော့ Uber ကြီးပေါ့နော်ကျွန်တော်တစ်ခုချင်းစီကိုတည်တည်ရိုက်ပြမယ်ဒီကောင်ကတော့အလဲက Oton Uber ကြီးပါလုံးဝ premium ဆန်ပါတယ်ကျွန်တော်ဒီကောင်လေးဘာလို့ဝယ်ရအောင်ဆိုတော့တော်တော်လေးချစ်စရာကောင်းလို့ဝယ်ရတော်တော်လေးတည်တတ်တယ်ဒီကောင်ကတော့controller ပေါ့ amplifier လေးပေါ့ဒီကောင်ကတော့ satellite လေး right left satellite လေးတွေပါပြီးတော့ကျွန်တော်အတန်လေးစမ်းကြည့်ကြအောင်နော်ကျွန်တော်တို့ပြန်ချုပ်လိုက်ကြအောင်ကျွန်တော်ဒီကောင်လေးကိုဝယ်ရ3,300နဲ့5,000ဝယ်ပေးရတယ်ကျန်တဲ့ page တွေမှာရောင်းတာ3,900 2,000နီးပါးရှိတယ်ပေါ့နော်ကျွန်တော်3,500နဲ့ရလိုက်တယ်သူ့စီမှာအရင်မျောလင်းလို့တော့မရဘူးတချင်းအေးအေးလေးနားထောင်လို့ကောင်းမယ် base stand တွေကတော့သူ့အနေထားနဲ့ဆိုတော်တော်လေးကောင်းတဲ့ထဲမှာပါတယ်တချင်းအေးလေးတော့ကျွန်တော် recommend ပေးပါတယ်ဒီ speaker လေးမှာကျွန်တော်တခုထီးကျူးချင်တာ Bluetooth receiver လေးပါ25 bit အကွာကနေကြားထဲမှာနိုင်ရ3တက်ချားနေတာတောင်မှပဲတချင်းကြော်တာရက်တာပြောင်းတာတွေဟာကောင်းကောင်းကြီးအလုပ်လုပ်ရအောင်ကျွန်တော်တွေ့ရပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးရမ်းတင်ပါတယ်ခင်ဗျာ